လန်ဒါဘီလန်ဒန်မျိုးရဲ့အကျန်းဆုံးဒါဘီလို့ပြောလို့ရပါတယ်အနောက်လန်ဒါဘီလို့ခေါ်မလားဒါမှမဟုတ်ဆိုလို့ရှိရင်တော့မြောက်လန်ဒါဘီလို့ခေါ်မလားအာဆင်နယ်ကလည်းဒိုင်ပြဿနာတွေနဲ့စပါးကလည်းရှူတင်ငွေတင်နေဆိုတော့အခုလက်ရှိတွေ့ဆုံမှုမှာရောဘယ်အသင်းကအနိုင်ရှိသွားမှာလဲလီဗာပူးဖန်တွေအတွက်ကတော့ဒါဂူတွေကနေထွက်လို့ရအောင်လုပ်ပေးနိုင်မဲ့ပွဲလာပေါ့နော်လီဗာပူးကလည်းဒီရာသီမှာတောက်လျှောက်ကိုတိုင်ပတ်နေတယ်တစ်ဖက်က Forest ကဆိုလို့ရှိရင်လည်းဒါပန်ရှင်နဲ့အသင်းရဲ့ဘုတ်ဖွဲ့တွေဒါပြည်သက်တွေကြားထဲမှာဒါညီဆွမ်းမှုတွေထင်ခေါ်မှုတွေရှိရဲ့အတွက်ကိုဒီဘက်ကရောဘယ်အသင်းနိုင်ရှိသွားမှာလဲယူကဆယ်အနေနဲ့မန်စီးတီးကိုရပ်တန့်နိုင်ပါလားဒါမှမဟုတ်ဆိုလို့ရှိရင်တော့ဟာလန်ရဲ့သွင်းကိုတွေကိုရပ်တန့်နိုင်ပါလားဘယ်ယူလာအနေနဲ့လည်းဒါသင်းစားရှင်တွေဘက်မှာပွဲကအခုမှစပြီးပြောရတဲ့အတွက်ကိုဒီဘက်ကလည်းအများကြီးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်နေနိုင်တယ်ပြကူပါမဒန်ရသွားလို့ဒါစိတ်ပြတ်နေတဲ့ချက်စီအနေနဲ့ဆိုလို့ရှိရင်တော့ဒါဘန်လေးကိုအဝေးဘက်မှာတောက်ပြီးတော့ကစားမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဘန်လေးနဲ့မှအမှတ်မစုဆောင်နိုင်ဘူးဆိုလို့ရှိရင်ချက်စီအသင်းကိုဖြတ်တာတင်လိုက်ပါလို့ပဲပြောချင်ပါတယ်လက်လောအခြေအနေရရှုံးပွဲမရှိသေးတဲ့ United အနေနဲ့ကတော့ဒီပွဲမှာရော review ဖြစ်သွားအောင်ပါလေအများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ဖက်က Everton အနေနဲ့ဆိုလို့ရှိရင်လည်းဒါပြီးခဲ့တဲ့လအတွင်းတော့ဒါအနေငယ်ရှုံးပွဲလေးရှိလာတယ်ပေါ့နော်ဆိုတော့ကဒါ Jack Grealish နဲ့ Amorim တို့တွေ့ကြပြီပေါ့နော်ဒါကရောဘယ်အသင်းနိုင်သွားအောင်ပါလဲ EPL match တွဲကိုရောက်လာခဲ့ပြီပေါ့နော်ပြီးလို့ရှိရင်ဒါပေါင်းစင်ဒေးအထီကိုဒါနိုင်ငံတကာပွဲစဉ်တွေလည်းမရှိဘူးဆိုတော့ဘောလုံးပိသက်တွေအတွက်ကတော့တကယ်ဟိုမှကိုဒါကျင်းနေစရာအခိုက်အတန့်ပဲလို့ပြောလို့ရပါတယ်အားလုံးပဲ good night ပါ